ချွန်ပူလီမှာမြန်မာနိုင်ငံသားချင်းချင်းရွှေဆွဲကြိုးလူပြီးတော့ထပ်ပြီးသွားတဲ့တည်င်းကိုပြန်လာပြောပြတာဒီဖြစ်စဉ်မှာနစ်နာသူကလည်းမြန်မာနိုင်ငံသားပဲမြန်မာနိုင်ငံသားအမျိုးသမီးကျူးလွန်သူကမြန်မာနိုင်ငံသားလင်မယားတွဲဘလို့ဖြစ်တာလဲဆိုတော့ဒီဇင်ဘာ3ရက်နေ့ညနေကဒီပါလမုံချွန်ပူလီမှာရှိတဲ့နစ်နာသူနေထိုင်တဲ့အခန်းရှိကိုဒီကျူးလွန်သူလင်မယားတွဲကဆိုင်ကယ်နဲ့ရောက်လာခဲ့တယ်ရောက်လာပြီးတော့ယောက်ျားဖြစ်တဲ့သူကဆိုင်ကယ်ပေါ်မှာပဲထိုင်နေတယ်ပြီးတော့မိန်းမဖြစ်တဲ့သူကဆိုင်ကယ်ပေါ်ကနေဆင်းလာပြီးဒီနစ်နာသူမြန်မာနိုင်ငံသားအမျိုးသမီးကိုအခန်းငားမဲ့ပုံစံဟန်ဆောင်ပြီးတော့စကားတွေလာပြောတယ်အဲ့ချိန်မှာနစ်နာသူကရွှေဆွဲကြိုးတုံးချက်တာကိုဆွဲထားတာကိုကျူးလွန်သူကတွေ့ပြီးတော့ဒီရွှေဆွဲကြိုးကိုစောင့်ဆွဲပြီးတော့အစင်တစ်စောင့်နေတဲ့သူ့ယောက်ျားရဲ့ဆိုင်ကယ်ပေါ်ကိုတက်ထိုင်ပြီးတော့ထွက်ပြေးသွားတယ်ဒီနစ်နာသူအမျိုးသမီးကလည်းအနောက်ကနေပြန်လိုက်ဆွဲတာလိုက်လို့မမိပဲလဲကျသွားတယ်အဲ့နဲ့ဒီကျူးလွန်သူလင်မယားတွေကဆိုင်ကယ်နဲ့ထွက်ပြေးသွားကြတယ်နစ်နာသူကလည်းရဲစခန်းမှာအမှုတဖွင့်လိုက်တယ်ရဲတွေကလည်း CCTV တွေကိုအကုန်ပြန်လိုက်ကြည့်ပြီးတော့ဒီဇင်ဘာ10ရက်နေ့တုန်းကကျူးလွန်သူလင်မယားတွေနေတဲ့အိတ်ခမ်းမှာတဝင့်ဖမ်းလိုက်တယ်ရဲတွေတဖမ်းတဲ့ချိန်မှာဆိုရင်ဒီလင်မယားတွေကအိတ်ပျော်နေကြတယ်ယောက်ျားဖြစ်တဲ့သူကမောင်ဦးအသက်ကတော့28နှစ်မိန်းမဖြစ်တဲ့သူကတော့မတ်ဆိုအသက်ကတော့30ออกมาเราไม่ได้เราไม่ได้แล้วก็เดินอยู่อย่างนี้เฉยๆเฉยๆปืนอยู่ไหนไม่ปิ้งนี่ไม่ปิ้งอันนี้รู้ใช่ไหมตำรวจมาเรื่องอะไรใช่ไม่ปิ้งเดี๋ยวฟังก่อนฟังอย่างหนูฟังอย่างนี้ตำรวจจะตามมาที่เราอ่ะหนูฟังตั้งแต่แรกเขาต้องมาดูแล้วอาศัยจังหวะที่เสียหายกระชากทองคำ အဲ့ဒီကသူတို့လင်မယားကိုစစ်စစ်မေးမြန်းတော့သူတို့လင်မယားကဒီရွှေဆွဲကြိုးကိုတလူခဲ့တယ်ဆိုတာကိုဝန်ခံတယ်သူတို့ပြောတာကသူတို့ကဒီရလာတဲ့တုံးချက်တာရွှေဆွဲကြိုးကိုတယောင်းလိုက်တာဘတ်3,6,900ရတယ်အဲရတဲ့ပတ်စံနေနဲ့နောက်ထပ်ရွှေလက်စွပ်တွေရွှေနှစွဲတွေကိုပြန်ထပ်ဝယ်လိုက်ကြတယ်ပြီးတော့သူတို့ကအလုပ်လည်းပြုတ်ထားတယ်အလုပ်ကလည်းမရှိနေဘူးပြီးတော့သူတို့မှာကလေးကလည်း4ယောက်ရှိနေတော့ကလေးတွေကိုထောက်ပံ့ဖို့အတွက်ကလည်းပတ်စံတွေကမရှိနေရနဲ့ခုလိုမျိုးဒီရွှေဆွဲကြိုးကိုတလူခဲ့ရတာပါဆိုပြီးတော့ရဲတွေကိုဝန်ခံတယ်ပြီးတော့သူတို့လင်မယား2ယောက်စလုံးကဒီထိုင်းနိုင်ငံထဲမှာတရားမဝင်နေထိုင်နေကြတာအထောက်ထားတွေကလည်းတက်တန်းကုန်နာပြီလို့ရဲတွေကတော့ပြောတယ်အခုလက်ရှိမှာတော့ဒီသူတို့လင်မယား2ယောက်စလုံးကိုထိုင်းနိုင်ငံနဲ့တရားမဝင်နေထိုင်မှုလူရဲမှုတွေနဲ့အမှုဖွင့်အရေးယူဖို့အတွက်လုပ်နေကြပြီလင်မယားတွေနော်ယောက်ျားဖြစ်တဲ့သူကဆိုင်ကယ်ပေါ်မှာအစင်တဆောက်မိန်းမဖြစ်တဲ့သူကဆိုင်ကယ်ပေါ်ကနေဆင်းပြီးတော့ရွှေဆွဲကြိုးတလူပြီးတော့ထပ်ပြေးသွားတာအခုကြတော့ဘယ်နေရာမှမရှိသေးဘူးပြန်ဖမ်းမိသွားပြီနော်โอเคရလေးလာပြောပြအားလုံးပဲအဆင်ပြေကြပါစေ